မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့မှာတော့လူတိုင်းစိတ်ဝင်စားကြတဲ့အိမ်မက်နမိတ်တွေအကြောင်းကိုစုံလင်ပြောပြပေးသွားမှာဖြစ်ပါတယ်လူတော်တော်များဟာအိမ်မက်မှတ်ပြီးနိုးလာတဲ့အခါဒီအိမ်မက်ကဘာအသေးပဲရှိလဲဘာတွေဖြစ်လာမလဲဆိုတာသိချင်ကြပါတယ်နော်အဲ့တော့ကျွန်တော်တချို့တွေကြတော့အဌာနကောက်တတ်တယ်ပေါ့နော်တချို့ကြတော့လည်းအဲ့လိုတိတ်နမိတ်ဌာနမကောက်တတ်တော့အဲ့လိုမျိုးတွေတော့ကျွန်တော်ကူညီပြီးလာပြောပြပေးတာဖြစ်ပါတယ်နော်တကယ်တော့အိမ်မက်ဆိုတာတာမန်ရာတစ်ခုမဟုတ်ပါဘူးเนาะတချို့အိမ်မက်တွေဟာဖြစ်လာမဲ့အကြောင်းအရာတွေကိုကြိုတင်ပြသနေတတ်ပါတယ်เนาะဒါကြောင့်အခုပြောမဲ့အိမ်မက်တွေကိုတေချာနားထောင်ကြည့်ပါเนาะနံပါတ်1ကတော့မွေမက်ခြင်းမွေကိုမက်တဲ့လူတွေဟာကံကောင်းခြင်းနဲ့ကြုံရတတ်ပါတယ်เนาะအထူးသဖြင့်မွေကြီးမက်ရင်ငွေကံပွင့်လာတတ်ပါတယ်နံပါတ်2ကတော့ပတ်စံမက်ခြင်းပတ်စံကောက်ရတာဖြစ်ဖြစ်ပတ်စံရတာဖြစ်ဖြစ်မက်ရင်ငွေကြီးနဲ့ပတ်သက်တဲ့အပြောင်းအလဲတစ်ခုဖြစ်လာတတ်ပါတယ်เนาะနံပါတ်3ကတော့ရေကြည်ရင်တတ်မှတ်ခြင်းရေကြည်ရင်တတ်တွေကိုမြင်ရင်စိတ်ချမ်းသာစရာသတင်းကောင်းတွေရောက်လာတတ်ပါတယ်နံပါတ်4ကတော့ဖျားမှတ်ခြင်းဖျားစိတ်ဒီကြောင်းကန့်တွေမှတ်ရင်ကံကြမ္မာတိုးတက်လာမယ့်နမိတ်ဖြစ်ပါတယ်နံပါတ်5ကတော့ငါးမှတ်ခြင်းငါးကြီးတွေမှတ်ရင်လက်လက်ပတ်ကောင်းလာတတ်ပါတယ်နံပါတ်6ကတော့ရွှေတဲ့တွေမှတ်ခြင်းရွှေဆွဲကြိုးရွှေလက်စွပ်ရွှေတုံးတွေမှတ်ရင်ငွေဝင်ကံကောင်းလာတတ်ပါတယ်နံပါတ်9ကတော့တေဆုံးသွားသူတွေကိုမှတ်ခြင်းပေါ့နော်မိသားစုဝင်ဒါမှမဟုတ်အတိမိတ်ဆွေတယောက်ကိုမှတ်ရင်အရေးကြီးတဲ့သတင်းတစ်ခုကြားတတ်ပါတယ်နံပါတ်10ကတော့တောင်ပေါ်တက်နေတဲ့တောင်ထက်ရောက်အောင်တက်သွားနိုင်ရင်အောင်မြင်မှုနဲ့နီးလာပြီဆိုလိုပါတယ်တဲ့တောင်ထက်ရောက်အောင်တက်နိုင်ရင်တော့ကိုလောက်တဲ့အလုပ်တစ်ခုကအောင်မြင်ကန်နီးလာပြီပေါ့နော်အဲ့ဒါတတိပေးတာပါနံပါတ်9ကတော့အိမ်အသစ်မှတ်ခြင်းဘဝမှာအပြောင်းလဲကြီးတစ်ခုဖြစ်လာမဲ့နမိတ်ဖြစ်ပါတယ်နံပါတ်10ကတော့ကလေးငယ်မှတ်ခြင်းပျော်ရွှင်စရာသတင်းကောင်းတွေရောက်လာတတ်ပါတယ်နံပါတ်17ကတော့ပန်းပွင့်တွေမှတ်ခြင်းအောင်မြင်မှုနဲ့ကံကောင်းခြင်းတွေဝင်လာတတ်ပါတယ်နံပါတ်12ကတော့ငှက်ပြန်နေတာမှတ်ခြင်းအခွင့်အရေးအသစ်တွေရောက်လာတတ်ပါတယ်နံပါတ်13ကတော့လေရင်စီးနေတာမှတ်ခြင်းဘဝတိုးတက်မဲ့အခွင့်အလမ်းကြီးတစ်ခုရောက်လာတတ်ပါတယ်နံပါတ်14ကတော့အိမ်ပြိုနေတာမှတ်ခြင်းဘဝဟောင်းကိုစွန့်ခွာပြီးဘဝတစ်စားရမယ့်အချိန်ရောက်လာတတ်ပါတယ်နံပါတ်15ကတော့အန်သွားကြိုးတာမှတ်ခြင်းမမျှော်လင့်ထားတဲ့အပြောင်းအလဲတစ်ခုဖြစ်လာတတ်ပါတယ်အိမ်မက်ဆိုတာလူတိုင်းမှတ်ကြပေမဲ့အိမ်မက်တိုင်းမှာအတိတ်ပဲတစ်ခုတော့ရှိနေတတ်ပါတယ်တချို့အိမ်မက်တွေဟာသတင်းကောင်းတွေယူဆောင်လာတတ်တယ်လို့တချို့အိမ်မက်တွေကလည်းတတိပေးချက်တွေဖြစ်နေတတ်ပါတယ်နော်ဒါကြောင့်မနက်နိုးလာတဲ့အခါကိုမှတ်ခဲ့တဲ့အိမ်မက်ကိုမှတ်ထားပြီးပြန်စဉ်းစားကြည့်ဖို့အကြံပေးခြင်းပါတယ်နော်သင်ကရောမကြသေးခင်ကဘာအိမ်မက်မှတ်ဘူးလဲကွန်မန့်မှာရေးခဲ့ပါအောင်နော်